နိုင်သူနဲ့ရှုံးသူလူလောကမှာလူတွေကအနိုင်ရှုံးသတ်မှတ်ကြတဲ့နေရာမှာအယူဆချင်းမတူညီကြဘူးတကယ်အနိုင်ရှုံးသတ်မှတ်ပြီးဆိုလို့ရှိရင်လောကရှုထောင့်ကကြည့်တဲ့အခါမှာအနိုင်လို့ထင်ရပေမဲ့လို့ဓမ္မရှုထောင့်ကကြည့်တဲ့အခါကျတော့အရှုံးဖြစ်နေတာတွေတွေ့ဒါကြောင့်မို့လို့အနိုင်အရှုံးဆိုတာဟာရှုထောင့်အလိုက်ဘယ်သူကနိုင်ပြီးတော့ဘယ်သူကရှုံးတယ်လဲလို့တခါတည်းလူတွေကကိုကနိုင်လိုက်တယ်လို့ယူဆတယ်သို့တော့ကိုကရှုံးသွားတာကိုမသိကြအဲ့တော့နိုင်လိုက်တင်ထင်ပြီးတော့အရှုံးကြီးရှုံးသွားတဲ့ပုဂ္ဂိုလ်တွေဟာတဘွားသာမကဘူးတန်လျာထိအောင်ရှုံးသွားတယ်ဓမ္မအပြင်ကြည့်လို့ရှိရင်မိမိကနိုင်လိုက်တယ်လို့ထိုင်လို့မဲ့လို့ရှုံးသွားတာတွေအများကြီးပဲတချို့ကဒီပုဂ္ဂိုလ်တရားဟာရှုံးသွားတယ်လို့ဒီလိုယူဆပေမဲ့လို့အဲ့ဒီရှုံးသွားတယ်ဆိုတဲ့ပုဂ္ဂိုလ်ကအနိုင်ရလိုက်တာကိုမသိလိုက်ကြဘူးပေါ့ဒါကြောင့်မို့လို့လောကအမြင်နဲ့ဓမ္မအမြင်ဟာအမေတ္တမကွာခြားတယ်တခါတရံကျတော့လုံးဝဆန့်ကျင်မဲ့ဖြစ်တယ်မြတ်စွာဘုရားကအနိုင်ယူနည်း၄မျိုးကိုဟောကြားထားတာရှိတယ်သို့တော့လောကလူတွေကအဲ့ဒါကိုအနိုင်ရတယ်လို့မထင်ကြဘူးအရှုံးလို့ထင်နေကြတယ်မြတ်စွာဘုရားကအနိုင်ရပုံဘယ်လိုပုဂ္ဂိုလ်မျိုးကိုဗာနဲ့အနိုင်ယူရမယ်ဆိုတာကိုဟောထားတဲ့ဒေသနာတော်ဟာအထင်ရှားရှိတယ်ပေါ့ဆိုပါစို့အကောဒေနစီနေကောထံကောရဆိုတာဒေါသခက်ထန်တဲ့လူတယောက်ထိုဒေါသခက်ထန်တဲ့လူတယောက်ကိုဘယ်လိုသူ့ကိုအနိုင်ယူမလဲဆိုတဲ့ဤစနစ်လောကလူသားတွေကတော့ဒေါသခက်ထန်တဲ့လူတယောက်ကိုနှိမ်နှင်းပြီးတော့အနိုင်ယူမယ်တပ်ဖြတ်ပြီးတော့အနိုင်ယူမယ်လို့ဒီတွေးပဲရှိတာဒီကနေ့ခေတ်ကဘာမှာပဲကြည့်လေအမတန်ဆိုးသောတဲ့ပုဂ္ဂိုလ်တွေကိုအနိုင်ယူကုန်အနိုင်ယူနည်းဟာအဲ့ဒီပုံစံနဲ့အနိုင်ယူတာပဲဒီကနေ့ခေတ်ကဘာမှာတာရာရစ်ဆိုပြီးတော့အကျမ်းဖက်သမားဆိုတဲ့နာမည်နဲ့လူတွေကဒုက္ခရောက်အောင်အပြစ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေပါဒုက္ခရောက်အောင်ရဲဆက်ဆက်အကျမ်းဖက်လှုပ်ဆောင်နေတဲ့ပုဂ္ဂိုလ်တွေအကျမ်းဖက်သမားလို့သတ်မှတ်ထားတဲ့ပုဂ္ဂိုလ်တွေကိုဘာနဲ့အနိုင်ယူလဲလို့ဆိုရင်ပြန်လီအကျမ်းဖက်ခြင်းဖြင့်အနိုင်ယူတယ်ပေါ့အဲ့လိုပြန်လီအကျမ်းဖက်ခြင်းဖြင့်အနိုင်ယူတာဟာတကယ်နိုင်တာဟုတ်ကဲ့လားလို့မေးပြန်ရှိတယ်အဲ့ဒီဤစနစ်ဟာဘုရားမြတ်စွာရဲ့ဓမ္မအမြင်ဘက်ကကြည့်လို့ရှိရင်အလွန်မှားယွင်းနေတဲ့ဤစနစ်တစ်ခုပဲမြတ်စွာဘုရားကအကောဒေနစိနေကောဒံကောဒလို့ဆိုတဲ့ဒေါသခက်ထန်နေတဲ့ပုဂ္ဂိုလ်တရားအဲ့ဒီဒေါသခက်ထန်နေတဲ့ပုဂ္ဂိုလ်တရားကိုမိမိကဒေါသခက်ထန်ခြင်းမပြုသိခံခြင်းမေတ္တာထားခြင်းအင်းငြိမ့်တဲ့စိတ်ဓာတ်မျိုးမြင့်တာတင်သူ့ကိုအနိုင်ယူလို့ရတယ်လို့ဟောလောကနဲ့အမြင်နဲ့အလွန်ဆန့်ကျင်ခက်ထန်တဲ့ပုဂ္ဂိုလ်တရားကိုဒေါသကိုဒေါသနဲ့မတုံ့ပြန်မဲနဲ့မေတ္တာနဲ့တုံ့ပြန်ရမယ်လို့ဆိုလိုတာပဲဒေါသကိုအနိုင်ယူခြင်းမေတ္တာနဲ့ပဲအနိုင်ယူပါခန္တီဆိုတဲ့တရားနဲ့ပဲအနိုင်ယူပါဒီနေရာမှာခန္တီနဲ့မေတ္တာဘာကွာသလဲလို့
မေးစရာရှိတယ်တရားကိုအပြင်စာပေကျမ်းဂန်မှာဖွင့်ထားတာကြည့်ပဲဆိုရင်ခန္တီဆိုတဲ့တရားဟာဘာကိုပြောတာလဲဆိုရင်အရောဒမေတ္တာဆိုတာကလည်းဘာကိုပြောတာလဲဆိုအရောဒဆိုတော့ခန္တီနဲ့မေတ္တာဟာတရားကိုအပြင်တူတယ်လို့ဒီအရာကောက်ရပြောအောင်ပါပဲနောက်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ခန္တီဆိုဒီမှာအရောဒအဓိကပဓာနဥဆောင်နေတဲ့စိတ်ရဲ့တဘာဝတရားစိတ်နေစိတ်ထားလို့ဒီလိုလေးပဲရနောက်တစ်ခါခန္တီဆိုတဲ့စကားလုံးရဲ့ရှုထောင့်ကနေကြည့်မယ်ဆိုရင်တရားနည်းကပြောပြတဲ့ literal meaning ပေါ့ခန္တီဆိုတာခမှုဆိုတဲ့ဓာတ်ကနေလာခမှုဓာတ်ကိုအ내ဖော်တဲ့အခါမှာခမှုတဟဏီစွမ်းနိုင်ခြင်းဆိုတဲ့အဓိပ္ပာယ်ရပေါ့ခန္တီဆိုတာစွမ်းနိုင်တယ်လို့အဓိပ္ပာယ်ရဒါဖြင့်ဘာစွမ်းနိုင်တာလဲလို့ဆိုရင်တစုံတစ်ယောက်ကမိမိကိုဒေါသထွက်လာအောင်လာနှောက်ယှက်ပေမဲ့လို့ဒေါသမထွက်အောင်ထိမ့်သိမ်းထားနိုင်တဲ့စွမ်းရည်တတ္တိမျိုးခန္တီပဲဒေါသမထွက်အောင်ထိန်းထားနိုင်တယ်မူလစိတ်အခြေအနေလေးမပြတ်အောင်ထိန်းထားနိုင်တယ်မိမိစိတ်အလိုကျနေတဲ့အတ္တမနတာစိတ်တတကြည်နူးနေတဲ့စိတ်ကလေးကိုပြင်ပကလာနှောက်ယှက်တဲ့အနှောက်အယှက်ကြောင့်ပျက်စီးမသွားအောင်ထိန်းသိမ်းထားနိုင်တဲ့စွမ်းရည်တတ္တိတစ်မျိုးကိုခန္တီလို့ဒီလိုပြောဒီလောကမှာတချို့ပုဂ္ဂိုလ်တွေကခန္တီလို့ပြောနေပြီပဲလို့တကယ်ခန္တီမဟုတ်ဘူးဒါကြောင့်မို့လို့ရည်စရာလုပ်တဲ့အနေနဲ့ခန္တီစမနိုင်လို့သိခံရခြင်း၎င်းဆိုတဲ့အဓိပ္ပာယ်ပေါ်လာတာပေါ့နော်မနိုင်လို့အလျှော့ပေးတာကိုခန္တီလို့ဒီလိုတွက်တာလည်းရှိတကယ်တော့ခန္တီဆိုတာမနိုင်လို့သိခံတာမဟုတ်ဘူးမိမိရဲ့ပင်ကိုကြည်နူးနေတဲ့စိတ်ဓာတ်ကလေးကိုမပြတ်အောင်ထိန်းထားနိုင်တဲ့စွမ်းရည်တတ္တိစိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုသဘောတရားလေးတစ်ခုကိုခန္တီလို့ပြောတာစိတ်ထဲကတော့ဒေါသထွက်ပြီးတော့လူကအန်ကျိတ်နေတယ်သို့တော့ပြန်တော့မပြောဘူးပြန်မလုပ်ဘူးဆိုတာမျိုးကိုပဲဒီကနေ့ကခန္တီလို့ခေါ်နေကြစိတ်ပိုင်းဆိုင်ရာကတုံ့ပြန်နေတာဖြစ်သည့်အတွက်ကြောင့်ခန္တီမဟုတ်ဘူးတဲ့အဲ့ဒါပြန်မပြောတာပဲရှိတယ်ခန္တီအစစ်မဟုတ်ခန္တီဆိုဒီမှာပင်ကိုအနေထားလေးမပြတ်တာကိုပြောအဲ့ဒါကြောင့်မို့လို့ခန္တီသိခံနိုင်တာကမေတ္တာမပြတ်အောင်ထိန်းထားနိုင်တဲ့စွမ်းရည်တတ္တိဒီခန္တီလူတစ်ဖက်သားရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်နေသဘောထားဒီမေတ္တာလို့အဲ့တော့ခန္တီကမေတ္တာကိုဥတည်ထားတဲ့သဘောတရားထိုမေတ္တာပြတ်မသွားနိုင်အောင်ထိန်းထားတာလည်းပဲခန္တီရဲ့သဘောတရားပဲမေတ္တာဆိုဒီမှာပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်နေသဘောထားပဲစကားလုံးနဲ့ပြောရမယ်ဆိုရင်မေတ္တာဆိုတာမိတ္တတအေးတာမေတ္တာလို့ဆိုတဲ့အတိုင်းမိတ်ဆွေတွေရဲ့စိတ်ဓာတ်ကိုမေတ္တာလို့ခေါ်တာမိတ်ဆွေရဲ့စိတ်ဓာတ်ဆိုဒီမှာမိတ်ဆွေဟာဘယ်လိုစိတ်ဓာတ်မျိုးထားတယ်လဲကိုချစ်ခင်တဲ့မိတ်ဆွေတကယ်ချင်းတယောက်ရဲ့ကောင်းစားမှုကိုလိုလားတယ်အကျိုးတရားကိုလိုလားတယ်ဆိုတဲ့စိတ်ဓာတ်ထားတယ်အဲ့ဒါဟာမေတ္တာပဲအဲ့တော့ဘာသာပြန်မယ်ဆိုလို့ရှိရင်မေတ္တာဆိုတာမိတ်ဆွေရဲ့စိတ်ဓာတ်လို့ဒီလိုပြောမှာပေါ့အဲ့ဒီမေတ္တာဆိုတဲ့သဘောတရားဟာဒီနေရာမှာဒေါသဖြင့်တုံ့ပြန်မှုမပြုဘဲနဲ့ပင်ကိုအခြေအနေကောင်းအတိုင်းမိမိရဲ့စိတ်ကလေးကိုထိန်းထားနိုင်ပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအကောဒိနာဇိနေကောဒံ
ဒေါသထွက်နေတဲ့ပုဂ္ဂိုလ်တယောက်ကိုအနိုင်ယူလိုက်ခြင်းပဲဖြစ်တယ်အဲ့တော့ဒေါသထွက်နေတဲ့ပုဂ္ဂိုလ်တယောက်ကိုအနိုင်ယူတာဟာမေတ္တာနဲ့ခန္တီနဲ့အနိုင်ယူရမယ်ဒါကဓမ္မဘက်ကနေအနိုင်ယူတဲ့နည်းပေါ့လောကအမြင်နဲ့အနိုင်ယူတာကြတော့အဲ့လိုမဟုတ်ဘူးတဲ့ဒေါသကိုဒေါသနဲ့ပဲပြန်တုပ်သူကတစ်ချက်တီးရင်ငါနှစ်ချက်တီးမယ်ဆိုတဲ့ဟာမျိုးအဲ့လိုဒေါသကိုဒေါသနဲ့ပြန်ပြီးတော့ဖြည့်ရှင်းတဲ့ဤစနစ်ဟာအနိုင်ရခြင်းမဟုတ်ဘူးရှုံးသွားခြင်းပဲလို့ဒီလိုဆိုတာဒါကမျက်မြင်ကိုယ်တွေ့မျက်မြင်ပစ္စက္ခသဘာဝတရားနဲ့ရှိကြည့်တော့ပြောတယ်အဲ့တော့ဒေါသကိုတယောက်ကဒေါသထွက်နေတယ်အဲ့ဒီဒေါသထွက်နေတဲ့ပုဂ္ဂိုလ်တယောက်ကိုကြံတဲ့ပုဂ္ဂိုလ်ကခန္တီမေတ္တာနဲ့တုံ့ပြန်တယ်အဲ့ဒါလို့တုံ့ပြန်တဲ့အခါမှာဒေါသထွက်နေတဲ့ပုဂ္ဂိုလ်ရဲ့နှိမ့်ဆက်ညှင်းဆဲမှုကိုခန္တီမေတ္တာထားတဲ့ပုဂ္ဂိုလ်ဟာခံလိုက်ရလူတွေရဲ့အမြင်မှာဆိုရင်ငုံပြီးတော့ခံလိုက်သည့်အတွက်ကြောင့်လူတွေရဲ့လောကရဲ့အမြင်မှာဆိုလို့ရှိရင်ခန္တီမေတ္တာနဲ့တုံ့ပြန်တဲ့ပုဂ္ဂိုလ်ဟာရှုံးသူလို့ဖြစ်နေတယ်